Hey မင်္ဂလာပါ brother တို့ရေကျွန်တော်အခုဒီ 3M ပေါ့နော်ကျွန်တော်အထိုင်ကျင့်နေကြလာပြီးအနိုင်ကျင့်နေကြ 3M boss ပေါ့နော် 3M boss ကို promo ပေါ့နော် promo လေးတက်ပြပါမယ်promo တက်ပြမယ်ဆိုတော့ကျွန်တော်ဘာပေလေးတွေထားတာလဲဆိုတော့အခုမတာဝင်ပြီးတော့အရန်ဟော့နေတဲ့ MPF5 primary pay ပေါ့နော်ပြီးရင်သူ့ရဲ့ PR မှာရဲ့ကျန်တာကတော့လုံးဝဆက်ရဲ့ပုံမှန်နှစ်ပို့တိုင်းပဲcritical pay ပေါ့နော်ဒီ primary ကလည်း critical နဲ့လိုက်တယ်အဲ့အတွက် critical pay ပေးထားတာပေါ့နော် critical နဲ့ပေါ့ damage အဓိကဦးစားပေးပေးပေါ့နော် okay ဟုတ်ပြီဆိုရင်ကျွန်တော်တို့တက်မယ်ပေါ့နော် promote too easy ရမ်းလွယ်ဒီ promote under ဝင်မယ်โอเคထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော် boss စီပါမယ်ပေါ့နော်ကစင်းကြော်မယ်ကြော်ပြီpromo မှာဘာကွာသွားလဲဆိုတော့ဒီအပင်3ပင်အရင်မပြည့်ရသေးဘူးเนาะအရင်ဆုံးကျွန်တော် boss ကိုတတ်တဲ့အချိန်မှာအနှောက်ရှက်ပေးတဲ့ခွေးတောင်သားလေးတွေအရင်တတ်တယ်ပေါ့เนาะโอเคအဲ့ဒါကျွန်တော်အောက်ကိုပုံချမယ်ဒါပြင်ဒီခွေးမလာပေါ့เนาะprimary တွေကတစ်ခုကောင်းတာလောကကြီးဖြစ်ကြမလို့ဒီကိုထောက်လျှောက်ကြည့်ပေါ့နော် non stop ပြစ်လို့ရတယ် okay အဲ့ဆိုရင်ဒီနောက်ချက်ပေးမှာခွေးမသားလေးတွေကိုလိုက်တော့မယ်ပေါ့နော်တော့ပြီးတော့မှ boss ကိုတတ်မှာရမှာနော်ဟုတ်ရင်အဲ့ခွေးမသားလေးတွေလာနှောက်တာလည်းမျိုး boss တတ်တဲ့အချိန်မှာတိုင်ပတ်တယ်ပေါ့နော်ဒီမှာလိုက်ရတတ်မယ်ပြီးသွားပြီဆိုရင်ဒီမှာသားလေးတက်ပြီးသွားပြီဆိုရင်ကျွန်တော်အပင်လေးကိုစပြီးတော့တက်မှာနော်ဒီလိုပြန်ပါမယ်ပေါ့ primary pay ကတော့အဲ့ကောင်ကပြစ်လေသွေးရော့လေပဲသူကကြည်တောင်းအောင်သွေး 1% ရော့တယ်ပေါ့နော်ကြည်များသုံးလေသွေးရော့လေအဲ့တော့သွေးဖြည့်မဲ့ဟာကိုတောင်းတာပေါ့နော်ဒီကတော့အပင်လေးတက်ပြီဒီပတ်ပဲပေါ့နော်ကျွန်တော်တက်တဲ့အတိုင်းကျွန်တော်တက်ပြတဲ့အတိုင်းအပင်လေးတစ်ဆင့်ညံ့သွားနော်မဟုတ်ရင်တိုင်ပတ်တယ်ပေါ့နော်ပြရတော့နောက်ဆုံးဒီမှာတစ်ပင်ပြန်တယ်အဲ့ပြပြီးပါမယ်ပေါ့နော် primary rank ကတော့အရန်မတာဝင်ပြီးတော့အရန်ကိုတမ်းမိဒါထွက်နေပေါ့နော်ဒါလည်းကောင်းတယ်ဒီမှာအကောင့်တစ်ကောင်ထွက်လာပြီပေါ့နော်ဒီ primary ကသွေးနဲ့လေတန်းနေကျန်းနေတယ်နော်ဟုတ်တယ်ဘော့ကိုကြိတ်ပေါ့နော်ဘော့ကြိတ်မယ်လို့ကျွန်တော်ပုံမှန်တိုင်းပဲဒီလိုတော့လုပ်နေတယ်ဒီဝိုင်းတန်းနေတယ်
easy ဒီနော်သူနောက်ထပ် support မဲ့ဘာညာအကောင့်တွေတော့မဟုတ် support ကြီးမရလိုက်ဘူး short ပြီရမ်းတယ်နော်ဒီမှာ SND ဟောပါတော့SND MPF5 ရဲ့ dictionary ပေါ့ပေါ်မှာနော် calibration blueprint ရမယ်တစ်ခါမဲ့လောက်လိုက်လို့ okay pro ဟာဒါပါပဲရမ်းတယ်နော်